ပြောကြစကလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချင်နေရအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာကဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီထရစ်တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအဲ့မှာ Tiger ရဲ့ Burmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trade တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုန်ပြန်ပြေးပြီးမဲ့လည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack ကောင်းတော့ရုံးကန်နေသေးပဲဆိုပေမဲ့ Kaja Ring of Order လိုက်လို့လည်းဆိုတော့ V trade မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးထင်တယ်အရောက်ကြီး 2v1 ရတော့ Beatrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှန်ဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကကြာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်နေရှုံကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ကုန်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးလောက်ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်က10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်မုံဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကောင်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောကြမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျဒီလောက်ပါပဲเนาะဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ခွန်ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့Which me do you see at this very moment? Is there a difference? Perhaps you enjoy both our company?
0 to hero နဲ့ warlock academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ0 to hero နဲ့ warlock academy နဲ့ခေါ်ပြီဗျာပြောကြရစကလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးကိုမှဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီထရစ်တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပဲသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Burmo နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ B trade တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်တွေမှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ကာကြ Ring of Order လိုက်လို့လည်းဆိုတော့မှာ B trade မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးထင်တယ်အရောက်ကြီး 2v1 ရ Beatrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာကြာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်ရင်ရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးကတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးကြာငါးအကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာတော့ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်းမုံဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Side Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲเนาะဒါ 2C နဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2C နိုင်မှာပါတယ်ဗျာဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction, but the creation of two different homes. that's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့
Which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlord Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာပြောကြစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Balmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ B trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမှလည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ Kaja Ring of Order လိုက်လို့တဲ့ဆိုတော့မှာ B trick မရတော့ဘူးဗျ 2v1 ရတော့သူလည်းကျုံးလို့မနိုင်တော့ဘူးထင်တယ်အရောက်ကြီး2v1 ရတော့ Bitrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာကြာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်နေရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုမျိုးအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးဗျာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးနော်3ယောက်လောက်ကယုံနေသေးတယ်နော်2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်မွန်ဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်တော်ကြီးကျွန်တော်နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောကြမှာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျာဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction. But the creation of two
ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ခွန်ရှိပြီဆိုတော့နောက်ဆုံးပွဲကပါပွဲလဲဆိုတော့ If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? 0 to hero နဲ့ warlock academy တော့ခေါ်ပြီเนาะနောက်ဆုံးပွဲလက်ကောင်းနေဟာ0 to hero နဲ့ warlock academy နဲ့ခေါ်ပြီဗျာပြောကြရစကလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချင်နေရအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာကဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီထရစ်တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Balmor နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trade တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leomor ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack ကောင်းတော့ရုံးကန်နေသေးပဲဆိုပေမဲ့ကာဂျာ Ring of Order လိုက်လို့လည်းဆိုတော့မှာ V trade မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး2v1 ရ Beatrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှန်ဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းမှဆွဲပြီးကာဂျာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်နေရှုံကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးကတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ကုန်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်မုံဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကောင်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာ
နော်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲနော်ဒါ2 နဲ့ပဲWC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်နော်ဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2နိုင်မှာပါတယ်ဗျာဒီလောက်ပါပဲနော် The splitting of the soul is not its destruction. but the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ခွန်ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့ If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlock Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlock Academy နဲ့ခေါ်ပြီဗျာပြောစရာစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောစရာတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးကိုမှဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြလဲမသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပဲသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Burmo နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်တွေမှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ကာကြ Ring of Order လိုက်လို့လည်းဆိုတော့မှာ V trick မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးထင်တယ်အရောက်ကြီး 2v1 ရ Bitrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရော။ဒါဘိုင်းချက်ချင်းကဆွဲပြီးကကြာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်ရင်ရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးကတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးကြာငါးအကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်
ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်เนาะ10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟိုဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမှဟုတ်တာဗောငါထင်တာတော့ဆလီနာငါထင်တာတော့ဘန်မွန်ဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ဒီဆောင် Furious Side Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲเนาะဒါ 2C နဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2C နိုင်မှာပါတယ်ဗျာဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction. but the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? 0 to Hero နဲ့ Warlord Academy တော့ခေါ်ပြီเนาะနောက်ဆုံးပွဲလက်ကောင်းနေဟာ0 to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာပြောကြစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘယ်လိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြလဲမသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Balmor နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ B trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leomor ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ Kaja Ring of Order လိုက်လို့လည်းဆိုတော့မှာ B trick မရတော့ဘူးဗျ 2v1 ရတော့သူလည်းကျုံးလို့မနိုင်တော့ဘူးထင်တယ်အရောက်ကြီး 2v1 ရတော့ B trick ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီး Kaja တက်သွားတာပါတဲ့ကြည့်ရောအရောက်ကြီးရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုမျိုးအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးอ่ะတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့
စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးဗျငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးနော်3ယောက်လောက်ကယုံနေသေးတယ်နော်2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်စလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့စလီနာငါထင်တာတော့ဘောင်မုံဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Side Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction. But the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကပါပွဲလဲဆိုတော့ If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlord Academy တော့ခေါ်ပြီเนาะနောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာပြောကြစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာကဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအဲ့မှာ tiger ရဲ့ bomb နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲလီယိုမောကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack
ကောင်းဆုံးတော့ရုံးကက်နေသေးပဲဆိုရင်ကာဂျာ Ring of Order လိုက်လို့လည်းဆိုတော့မှာ Beatrix မရတော့ဘူးဗျ 2v1 ရတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး 2v1 ရတော့ Beatrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှန်ဆိုတတ်ချတော့တယ်ကြည့်ရော Divine Judgment ဆွဲပြီးကာဂျာတက်သွားတာပါတဲ့ကြည့်ရောအရောက်ကြီးရှုံကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြန်ဝဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးမတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်စလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ကုန်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့စလီနာငါထင်တာတော့ဘောင်မုံရောဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကောင်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောကြမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျာဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction, but the creation of two different homes. that's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ခွန်ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlock Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlock Academy နဲ့ခေါ်ပြီဗျာပြောကြရစကလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးကိုမှဖွဲ့စည်းပုံပြတ်သွားလားပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာကဖြစ်ကြလဲမသိဘူးမင်းတို့က
ပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာနော်ရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့နော်စဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဗီထရီတွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပဲသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Burmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V3 တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး Flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်တွေမှာ Jack ကောင်းဆုံးတော့ရုံးကန်နေသေးပဲဆိုပေမဲ့ကာဂျာ Ring of Order လိုက်လို့တဲ့ဆိုတော့မှာ V3 မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး 2v1 ရ V3 ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာဂျာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်ရင်ရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးကတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးကမတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးနော်3ယောက်လောက်ကယုံနေသေးတယ်နော်2ယောက်လောက်ထွက်သွားတာထင်ပါတယ် ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်မွန်ဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ဒီဆောင် Furious Side Dragon Tail တစ်ချက်လောက်ဝင်လိုက်တာနော်ဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya နော်အကုန်လုံးပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့နော်ပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာနော်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျဒီတိုင်းလေးပဲနော်ဒါ 2C နဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်နော်ဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဆိုတော့ဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2C နိုင်မှာပါတယ်ဗျဒီလောက်ပါပဲနော်The splitting of the soul is not its destruction. But the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlord Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာပြောစရာစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာ
ပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားလာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလက်မှာ Tiger ရဲ့ Balmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ B trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုန်ပြန်ပြေးပြီးမှလည်းပဲ Leomon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်တွေမှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ကာဂျာ Ring of Order လိုက်လို့လည်းဆိုတော့မှာ B trick မရတော့ဘူးဗျ 2v1 ရတော့သူလည်းကျုံးလို့မနိုင်တော့ဘူးထင်တယ်အရောက်ကြီး2v1 ရတော့ B trick ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာဂျာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်ရင်ရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုမျိုးအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးမတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးနော်3ယောက်လောက်ကယုံနေသေးတယ်နော်2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်းမုံဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်တော်ကြီးကျွန်တော်နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction. But the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlord Academy တော့ခေါ်ပြီเนาะနောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာ
ပြောကြစကလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာ ပွဲချင်နေရအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာကဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ tiger ရဲ့ balmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုန်ပြန်ပြေးပြီးမဲ့လည်းပဲလီယိုမောကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack ကောင်းတော့ရုံးကန်နေသေးပဲဆိုပေမဲ့ကာဂျာ ring of order လိုက်လို့တဲ့ဆိုတော့မှာ V trick မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး 2v1 ရတော့ V trick ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာဂျာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်နေရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးမတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးနော်3ယောက်လောက်ကယုံနေသေးတယ်နော်2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ကုန်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်မွန်ဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကောင်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောကြမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction, but the creation of two different homes. that's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ခွန်ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company?
0 to hero နဲ့ warlock academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ0 to hero နဲ့ warlock academy နဲ့ခေါ်ပြီဗျာပြောကြရစကလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာကဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဗီထရီတွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပဲသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Burmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trade တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်တွေမှာ Jack ကောင်းဆုံးတော့ရုံးကန်နေသေးပဲဆိုပေမဲ့ကာဂျာ Ring of Order လိုက်လို့လည်းဆိုတော့မှာ V trade မရတော့ဘူးကြာ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး 2v1 ရ Beatrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာဂျာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်နေရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးကတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးကြာငါးအကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်မွန်ဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Side Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲเนาะဒါ 2C နဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2C နိုင်မှာပါတယ်ဗျာဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction, but the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ခွန်ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့
me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlord Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာပြောကြစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘယ်လိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြလဲမသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Balmor နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ B trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leomor ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်တွေမှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ Kaja Ring of Order လိုက်လို့လည်းဆိုတော့မှာ B trick မရတော့ဘူးဗျ2v1 ရတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး2v1 ရတော့ Bitrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာကြာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်ရင်ရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုမျိုးအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးမတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးနော်3ယောက်လောက်ကယုံနေသေးတယ်နော်2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်းမုံဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲ WC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်တော်ကြီးကျွန်တော်နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောကြမှာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction.
but the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကပါပွဲလဲဆိုတော့ If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlord Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာပြောကြစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာ ပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြတယ်မသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအဲ့မှာ Tiger ရဲ့ Balmor နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leomor ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack ကောင်းတော့ရုံးကန်နေသေးပဲဆိုပေမဲ့ကာဂျာ Ring of Order လိုက်လို့တဲ့ဆိုတော့မှာ V trick မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး2v1 ရတော့ Beatrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကာဂျာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်နေရှုံကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးကြာငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ကုန်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်ဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမှဟုတ်တာပေါ့ငါထင်တာတော့ဆလီနာငါထင်တာတော့ဘောင်မွန်ဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့
ယူဆောင် Furious Dragon Tail တစ်ချက်လောက်ဝင်လိုက်တာနော်ဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya နော်အကောင်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့နော်ပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာနော်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲနော်ဒါ2 စီးနဲ့ပဲWC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်နော်ဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောကြမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2 စီးနိုင်မှာပါတယ်ဗျာဒီလောက်ပါပဲနော် The splitting of the soul is not its destruction. but the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ခွန်ရှိပြီဆိုတော့နောက်ဆုံးပွဲကဘာပွဲလဲဆိုတော့ If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? 0 to hero နဲ့ Warlock Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ0 to hero နဲ့ Warlock Academy နဲ့ခေါ်ပြီဗျာပြောကြရစကလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာ ပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာကဖြစ်ကြလဲမသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီထရစ်တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပဲသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလဲမှာ Tiger ရဲ့ Burmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ V trade တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်တွေမှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ကာကြ Ring of Order လိုက်လို့လည်းဆိုတော့မှာ V trade မရတော့ဘူးဗျ 2v1 ကတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး 2v1 ရ Beatrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရောတပိုင်းချက်ချင်းကဆွဲပြီးကကြာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်နေရှုပ်ကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီးအဲ့လိုအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးကတတ်မလားဖွဲ့စည်းပုံတွေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးရတယ်မတွေ့ဘူးကြာငါးအကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်
တစ်လန်ဆလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာနော်ဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့နော်ပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်နော်10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာဗောငါထင်တာတော့ဆလီနာငါထင်တာတော့ဘန်မွန်ဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Side Dragon Tail တစ်ချက်လောက်ဝင်လိုက်တာနော်ဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya နော်အကုန်လုံးပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့နော်ပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာနော်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲနော်ဒါ2စီးနဲ့ပဲWC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်နော်ဒီပွဲကတော့တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျာဒီလောက်ပါပဲနော် The splitting of the soul is not its destruction. But the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကပါပွဲလဲဆိုတော့ If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoyed both our company? 0 to Hero နဲ့ Warlord Academy တော့ခေါ်ပြီနော်နောက်ဆုံးပွဲလက်ကောင်းနေဟာ0 to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာပြောစရာစကားလုံးတွေလည်းပျောက်ဆုံးသွားပြီဆိုတော့ဘာမှပြောကြတော့မရှိတော့ပါဘူးဗျာပွဲချိန်တွေကအဲ့လိုကြီးဖြစ်သွားတော့လေเนาะကျွန်တော်လည်းဘာပြောလို့ပြောမှမသိတော့ဘူးเนาะဘာတွေអော်ပေးရမှမသိတော့ဘူးเนาะဆိုတော့တို့မြင်တဲ့အတိုင်းပါပဲအားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့လည်းပဲကျွန်တော်ဘက်မှာပြောကြစကားလုံးတွေလည်းမရှိတော့ဘူးဆိုတဲ့နောက်မှာတော့လောတဲ့အချိန်တွေကတော့ပွဲချိန်6မိနစ်ထဲတော့စဝင်လာခဲ့တဲ့နောက်မှာဒါ WC တင်းဘက်ကပဲဒါ second tower တွေပါတက်ယူသွားခဲ့ရင်းနဲ့တူ Vampire ကအဲ့လောက်ကြီးပုံမှာဖွဲ့စည်းပုံပြတ်သွားတာပြောမတတ်ဘူးဘရိုเนาะဘယ်လိုဖြစ်သွားကြလဲပြောမတတ်ဘူးဒီစီရောဘောင်းကထွက်မလာကြတော့စိတ်ဆိုးစိတ်ကောက်ကြတာပါဖြစ်ကြလဲမသိဘူးမင်းတို့ကပြိုင်ပွဲလာဆော့တာတွေကွာပြိုင်ပွဲလာဆော့တာတော့အနိုင်ရှုံးတော့ရှိမှာပေါ့ကွာเนาะရှုံးလဲဘာဖြစ်လဲရှုံးလဲဒီ game ပွဲလေးတစ်ပွဲရှုံးတာဘာဖြစ်သွားတာမဟုတ်လို့လဲပေါ့เนาะစဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ mentality ဘိုင်းကပြင်ဆင်ဖို့အများကြီးတော့လိုအပ်နေတယ်ထင်တယ်ဗျကြည့်ရတာတော့ဒီ trick တွေကတော့အပေါ်မှာ solo လေးပဲเนาะစူးစမ်းပြီးတော့ fast tower တွေပါသွား try နေခဲ့တယ်ဆိုပေမဲ့လည်းပဲအလက်မှာ Tiger ရဲ့ Burmon နှစ်ကောင်ပေါင်းပြီးတော့ defend နေသေးပဲဆိုပေမဲ့ Selena Arrow ကသွားမှန်နေခဲ့တဲ့နောက်မှာ B trick တွေလမ်းကပိတ်မိသွားပြီးဟိုမှာတွေ့သွားပြီး flicker လေးခုံပြန်ပြေးပြီးမဲ့လည်းပဲ Leon ကမြင်းခေါ်ပြီးတော့လိုက်ကျုံးနေဆိုတဲ့အချိန်မှာ Jack ကောင်းဆုံးရုံးကန်နေသေးပဲဆိုပေမဲ့ Kaja Ring of Order လိုက်လို့လည်းဆိုတော့မှာ B trick မရတော့ဘူးဗျ2v1 ရတော့သူလည်းကျုံးလို့မနိုင်တော့ဘူးတင်တယ်အရောက်ကြီး2v1 ရတော့ Bitrix ကရက်ပဲရက်နေတော့ရော့ငါဘာမှမလုပ်တော့ဘူးတဲ့မင်းတို့ငါ့ကိုတတ်မှဆိုတတ်ချတော့တယ်ကြည့်ရော။တစ်ပိုင်းချက်ချင်းကဆွဲပြီးကာကြာတက်သွားတာပါတဲ့ကြည့်ရောဟိုရောက်ရင်ရှုံကုန်ပြီအဲ့ဒါကြီးကတော်ရုပ်ဆိုးတယ်နော်ကျွန်တော်ပြိုင်ပွဲလောက်လာတဲ့ season ပေါင်းများစွာထဲမှာပေါ့နော်ဒီလိုမျိုးရုပ်ဆိုးပန်းဆိုးကြီး
အဲ့မျိုးအတင်းက surrender ဆိုတော့လည်းမဟုတ်ဘူး surrender လည်းမဟုတ်ပဲねဒီတိုင်းအဲ့လိုမျိုးဖြစ်သွားတာကြီးอ่ะတတ်မလားဖွဲ့စည်းပုံနေပြက်ပြီးတော့စိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ထွက်လိုက်ကြအမျိုးကြီးဖြစ်သွားတာကြီးอ่ะမတွေ့ဘူးကြီးอ่ะငါးကောင်လုံးထွက်သွားတော့မဟုတ်တော့ပါဘူးเนาะ3ယောက်လောက်ကယုံနေသေးတယ်เนาะ2ယောက်လောက်ထွက်သွားတာထင်ပါတယ်ဒီလန်စလီနာရတယ်ကုတ်ချက်ပဲဟောင်းရေးလိုက်ကုတ်တာအတော်ဝင်လိုက်ကုတ်တာเนาะဟောင်းရေးပွဲကပြီးတော့ဖြစ်သွားပြီတိုင်းဆိုရင်တော့เนาะပွဲချိန်ကတော့ဒါ9မိနစ်ပဲရှိပါသေးတယ်เนาะဆိုတော့10မိနစ်နဲ့ဖြတ်ပြီးထင်ပါတယ်ဟောင်းရေးဒီကောင်နဲ့10မိနစ်ဖြတ်ပြီးလားမသိဘူးအမဟုတ်တာဗောငါထင်တာတော့စလီနာငါထင်တာတော့ဘောင်မုံဟိုဟာရောစီစီလင်ရောထွက်သွားပြီထင်တယ်ငါထင်တာတော့ယူဆောင် Furious Side Dragon Tail တစ်ချက်လောက်ဝင်လိုက်တာเนาะဟိုကတွေးရဖြာကနေဖြစ်သွားတာ Monster K ပိုင်း Freya เนาะအကုန်လုံးကိုပတ်ကျုံးနေဆိုတဲ့အချိန်မှာဘာမှမထွက်မလာတော့တဲ့နောက်မှာတော့เนาะပွဲလေးကတော့ဒီနေ့တိုင်းပဲ10မိနစ်ခွဲ timing လေးကိုရောက်ရှိသွားခဲ့တဲ့နောက်မှာเนาะပွဲကတော့ပြီးဆုံးသွားခဲ့ပြီဗျာဒီတိုင်းလေးပဲเนาะဒါ2စီးနဲ့ပဲWC တင်းကပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲသွားလိုက်မယ်เนาะဒီပွဲကတော့တော်တော်ကြီးကျွန်တော်အဲ့တော့နောက်သွားတာဖြစ်တဲ့အတွက်အများကြီးတော့ပြောစရာမရှိတော့ဘူးဘာမှထပ်ပြီးဆွေးနွေးရအောင်အကြောင်းမရှိတော့ပါ WC 2စီးနိုင်မှာပါတယ်ဗျာဒီလောက်ပါပဲเนาะThe splitting of the soul is not its destruction. but the creation of two different homes. That's our perspective. ဒီညနောက်ဆုံးပွဲတော့ဖိုက်မယ်9:40ရှိပြီဆိုတော့နောက်ဆုံးပွဲကပါပွဲလဲဆိုတော့ If I may ask, which me do you see at this very moment? Is there a difference? Perhaps you enjoy both our company? Zero to Hero နဲ့ Warlord Academy တော့ခေါ်ပြီเนาะနောက်ဆုံးပွဲလက်ကောင်းနေဟာ Zero to Hero နဲ့ Warlord Academy နဲ့ခေါ်ပြီဗျာ